အားလုံးပဲမင်္ဂလာပါဗျအေဂျင့်နဲ့ညအချိန်လေးမှာစိတ်လက်အေးနဲ့ဘဝတုတအသစ်တို့နားထောင်ရင်အနားယူနိုင်မှုအတွက် The Midnight Wisdom ကနေကြိုးဆိုပါတယ်ဒီညမှာတော့သဲကန္နရရဲ့အလယ်မှာမြို့အသစ်တစ်မြို့ကိုတည်ပြီးတော့လူသားတွေရဲ့နေထိုင်တဲ့ပုံစံကိုပြောင်းလဲပြစ်မယ်ဆိုပြီးကတိတွေပေးကြွေးကြော်ခဲ့တဲ့ Saudi Arabia ရဲ့ Neon Project ကြီးကထင်ထားသလိုဖြစ်မနေတဲ့အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ဒီဇလန်တွေက Saudi Arabia ရဲ့ project တစ်ခုမပြီးသွားတဲ့အကြောင်းတစ်ခုတည်းမဟုတ်ပါဘူးပတ်စံရှိနေုံနဲ့အနာဂတ်ကိုစိတ်ကြိုက်တိဆောက်ပြီးတော့ပြောင်းလဲလို့ရမလားဆိုတဲ့မိကွန်းကြောင်းလည်းဖြစ်ပါတယ်ပြီးတော့အရန်ကိုကြီးနေတဲ့အိမ်မက်တစ်ခုစိတ်ကူးရင်တာတွေတစ်ခုကလက်တွေ့စီးပွားရေးတွေနဲ့ထပ်တူမကြတဲ့အခါမှာဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့အကြောင်းလည်းဖြစ်ပါတယ်ဒီအကြောင်းအရာတွေကို Wall Street Journal နဲ့ Geopolitics ကမ္ဘာပထဝီနိုင်ငံရေးကိုလေ့လာထားတဲ့သတင်းချက်လက်တွေပေါ်မူတည်ပြီးတော့ပြောသွားမှာဖြစ်ပါတယ်သတင်းတစ်ပုဒ်စီတိုင်းမှာကခံမှန်းချက်တွေနဲ့သေချာအတီးပြုတ်နိုင်တဲ့အချက်လက်တွေကရောနေနိုင်တာမို့လို့ကျွန်တော်တို့ကဒီဇလန်ကိုပြောတဲ့အခါမှာအမှန်တကယ်အတီးပြုတ်နိုင်တဲ့အချက်လက်တွေနဲ့လေးလာသူတွေရဲ့သုံးသက်ချက်ကိုခွဲပြီးတော့ပြောသွားမှာဖြစ်ပါတယ်။မူရင်းကိုကားနဲ့စောင်းပါးတွေအကုန်လုံးကိုလည်းအောက်မှာလင့်နေချတာပြင်မှာဖြစ်ပါတယ်။ကဲဒီနေ့ဒါအလုပ်တွေအကုန်ပြီးသွားပြီဆိုလို့ရှိရင်တော့မစ္စည်းကိုအသာလေးမိတ်စိတ်ကိုလျှော့ချလိုက်ပြီးတော့ဒီညအတွက်ဘဝတုတလေး Midnight Wisdom ကိုစလိုက်ကြရအောင်။2026ခုနှစ်မှာထွက်လာတဲ့သတင်းအစီရင်ခံစာတွေဂျိုရုဓာတ်ပုံဝထောက်ထားတွေ project ရဲ့အတွင်းပိုင်းကစာရွက်စာတမ်းတွေနဲ့ဒီ Neon စီမံကိန်းမှာပါခဲ့တဲ့လူတွေပြောတဲ့အတိုင်းဆိုလို့ရှိရင်တော့အခုချိန်မှာ Saudi Arabia ရဲ့ Neon project ကြီးကစိတ်ကူးရင်ထားတာနဲ့အခုလက်တွေ့နဲ့လုံးဝတူမနေတာကိုတွေ့ရပါတယ်အဓိကကတော့သူတို့ရဲ့စောက်လုပ်ရေးအရှိန်တွေကအများကြီးနှေးသွားပြီးတော့တချို့ project တွေဆိုလို့ရှိရင်ရက်နေရတဲ့အနေအထားမျိုးတွေရှိနေပါတယ်ဒါပေမဲ့ Neon project ကြီးတစ်ခုလုံးကလုံးဝဖျက်သိမ်းသွားရပြီဆိုတာမျိုးလဲမဟုတ်နေပြန်ပါဘူးတေချာတာကတော့သူတို့တွေစိတ်ကူးရင်ထားတယ်လို့မျိုးဖြစ်မနေတာတော့တေချာပါတယ်ကျွန်တော်တို့ဒါကိုမျက်လုံးထဲမှာခဏလောက်မြင်အောင်ကြည့်အောင်အာရေဗျသဲကန်နရာကိုဖျက်ပြီးတော့မှန်နေရန်နှစ်ဖက်နဲ့စက်တိုက်ဆောက်ထားတဲ့မြို့တစ်မြို့ရှိနေတယ်အဲ့ဒီမြို့ရဲ့အရှည်ကတော့190ကီလိုမီတာမိုင်နဲ့ဆိုလို့ရှိရင်106မိုင်နီးပါးရှိပါတယ်ဒါကတော့ American Connecticut ပြည်နယ်ရဲ့အလျားလောက်ကိုရှိနေတဲ့အတိုင်းအတာတစ်ခုပဲဖြစ်ပါတယ်အဲ့ဒီမြို့ကိုတော့သူတို့ကဒလိုင်းလို့ခေါ်ပါတယ်ဒလိုင်းကဘာနဲ့တူလဲဆိုလို့ရှိရင်မိုးမျှော်တိုင်းနှစ်ခုကိုမျက်နှာချင်းဆိုင်ထားပြီးတော့သဲကန်နရာတွေတောင်တွေအကုန်လုံးကိုဖျက်ပြီးစောက်ထားတဲ့ဒီဇိုင်းအရှိတစ်ခုပဲဖြစ်ပါတယ်သူ့ရဲ့အရှိကအမေရိကန်ကပြည်နယ်တစ်ခုရဲ့အလျားနီးပါးလောက်ရှိပါတယ်အဲ့လောက်ထိကိုကြီးတဲ့ project တစ်ခုဖြစ်ပါတယ်ဒီဒလိုင်း project ကပြီးသွားမယ်ဆိုလို့ရှိရင်အဲ့ဒီမှာလူဦးရေ6တန်းလောက်ထိနေလို့ရတဲ့မြို့တစ်ခုဖြစ်လာမယ်ဆိုပြီးတော့သူတို့ကမှန်းထားတာဖြစ်ပါတယ်ဒါမျိုးဖြစ်လာဖို့တွက်ဆိုလို့ရှိရင်အဲ့ဒီဒလိုင်းထဲမှာအဆောက်အုံတွေကဧရိယာစတုရန်ပေ9ဘီလီယံကျော်ထိစောက်ဖို့အတွက်ရည်မှန်းထားတာဖြစ်ပါတယ်ဒါကဘယ်လောက်တော့ကြီးလဲဆိုလို့ရှိရင်အမေရိကန်နယူးယောက်မြို့မှာရှိနေတဲ့အဆောက်အုံတွေအားလုံးကိုပေါင်းလိုက်တာတက်ကိုပိုကြီးနေတဲ့ပမာဏတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီဒလိုင်းကမြို့တစ်ခုစာလောက်ကိုရှိနေတာဖြစ်ပါတယ်အခုခေတ်မှာတာမန်ကွန်ဒိုတစ်လုံးကိုစောက်ဖို့တောင်မှပဲမြေဈေးတွေဗန်ချင်းငွေကိစ္စတွေစောက်လုပ်ပြီးပစ္စည်းတွေရဲ့ကုန်ကျန်းစရိတ်တွေနဲ့စောက်လုပ်ဖို့ပြီးစီးသွားမဲ့အချိန်တွေဒါတွေအကုန်လုံးကိုအသေးစိတ်တွက်နေရတဲ့ဒီလိုအချိန်မျိုးမှာတစ်ဖက်မှာဆော်ဒီအာရေဗျကတော့မြို့တစ်မြို့လုံးကိုလိုင်းတစ်လိုင်းနဲ့တကြောင်နဲ့စောက်ဖို့အတွက်စိတ်ကူးထားတယ်ဆိုတာကဒါလုံးဝ next level တစ်ခုပဲဖြစ်ပါတယ်ဆော်ဒီတွေကဘယ်သူမှတစ်ခါမှမလုပ်ဘူးတဲ့ဒီလို project မျိုးကိုလုပ်ဖို့အတွက်ရည်မှန်းချက်ကြီးထားခဲ့တာဖြစ်ပါတယ်ဒီဒလိုင်းကိုလုပ်ရတဲ့ရွယ်ချက်ကတော့သူတို့ဆော်ဒီနိုင်ငံကိုရေနံတစ်ခုတည်းမှာပဲအများကြီးမိခိုနေရတဲ့ဒီစီးပွားရေးပုံစံခွက်တွေကနေတဖြည်းဖြည်းချင်းစီနဲ့ယုံထွက်လာနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်ဒီ project ကြီးပြီးသွားမယ်ဆိုလို့ရှိရင်တော့သူတို့ဆော်ဒီအာရေဗျမှာနောက်ပိုင်းဆိုလို့ရှိရင်ခီးသွွားလုပ်ငန်းတွေနည်းပညာတွေ logistic အစိမ့်မြင့်ပစ္စည်းပို့တာတွေနဲ့အစိမ့်မြင့်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့အနာဂတ်စက်မှုလုပ်ငန်းတွေကိုအခြေခံထားတဲ့စီးပွားရေးဗဟိုချက်တစ်ခုအနေနဲ့ဖန်တီးဖို့အထိမျှော်မှန်းထားတာဖြစ်ပါတယ်ဆော်ဒီရဲ့အိမ်ရှိမင်းသားမိုဟာမက်ဘင်ဆာလ်မန်တော်တော်များတော့သူ့ကို MBS ဆိုပြီးသိထားကြတာဖြစ်ပြီးတော့သူ့ရဲ့2030ရည်မှန်းချက်တွေထဲမှာဆိုလို့ရှိရင်ဒီ Neon Project ဒလိုင်းကအရေးအကြီးဆုံးစီမံကိန်းတစ်ခုပဲဖြစ်ပါတယ်ဒါကဘာနဲ့တူလဲဆိုလို့ရှိရင်ရေနံတစ်ခုပဲအဲကရတဲ့ဝင်ငွေကိုအဓိကအားကိုးနေရတဲ့နိုင်ငံတနိုင်ငံကအနာဂတ်မှာသူတို့ရဲ့ဝင်ငွေလမ်းကြောင်းအတွက်စိတ်ချရအောင်ဆိုပြီးတော့ရေနံရဲ့ဝင်ငွေလမ်းကြောင်းတစ်ခုတည်းပဲအားကိုးနေမဲ့အစားအနာဂတ်အတွက်သူတို့ကဟိုတယ်လုပ်ငန်းတွေစက်ရုံတွေစိတ်ကန်းတွေအစိမ့်မြင့်နည်းပညာကုမ္ပဏီတွေနဲ့ဒါတွေအကုန်လုံးပေါင်းထားတဲ့မြို့တစ်မြို့တစ်ခါတည်းတည်ဖို့တိဆုံးဖြတ်လိုက်တာပဲဖြစ်ပါတယ်ဒါကတော့ Neon Project ရဲ့အခြေခံသဘောတရားပဲဖြစ်ပါတယ်ဒါတွေကိုနားလည်ဖို့အတွက်ဆိုလို့ရှိရင်လွန်ခဲ့တဲ့အချိန်နှစ်ပိုင်းလောက်ကိုကျွန်တော်တို့တစ်ခြားလောက်ကြည့်လိုက်အောင်2019ခုနှစ်မှာ Neon ကိုအရင်ဆုံးပထမအဆုံးအနေနဲ့ကြီးညာခဲ့တဲ့အချိန်မှာဒါကအမေရိကန်ဒေါ်လာ900ဘီလီယံလောက်ကုန်မဲ့စီမံကိန်းကြီးတစ်ခုဆိုပြီးတော့သူတို့ကတွက်ခဲ့တာဖြစ်ပါတယ်
ဒီ900ဘီလီယံဆိုတဲ့ကုန်ကျစရိတ်ပမာဏတွေကအရန်ကိုများတယ်ဆိုပေမဲ့သူတို့စော်ဒီအတွက်ကတော့ဒါဖြစ်နိုင်တယ်ပေါ့ဗျာနောက်ပြီး project ကိုစပြီဆိုတာနဲ့သူတို့ကအနောက်နိုင်ငံမှာရှိနေတဲ့နာမည်ကြီးအကြံပေး company တွေဘီတုကပညာရှင်တွေနည်းပညာကျွမ်းကျင်တဲ့လူတွေနဲ့စီးပွားရေးအကြံပေးပုဂ္ဂိုလ်တွေခေါ်ပြီးတော့သူတို့တွေအကုန်လုံးစုပြီးအနာဂတ်မှာလူတွေဘယ်လိုနေထိုင်နိုင်မလဲဆိုတာတွေကိုသူတို့တွေသိချလေး plan ဆွဲခဲ့ပါတယ်ပြီးရင်ဒီ plan တွေအကုန်လုံးကို Neon project ထဲမှာစောက်ဖို့အတွက်ထည့်ပြီးတော့စဉ်းစားခဲ့တာဖြစ်ပါတယ်အဲ့ထဲမှာသူတို့ထည့်ဖို့အတွက်စိတ်ကူးရင်ထားတဲ့ plan တွေက2000ကျော်တောင်ရှိပါတယ်ဒီထဲကတချို့ကတော့ကောင်းကင်ပေါ်မှာတက်ဆင်ပေးမဲ့သူတို့ artificial moon လို့ခေါ်တဲ့လအတုပုံစံပဲဖြစ်ပါတယ်ပြီးရင်ယာဂျီဥတုကိုနီးပညာတွေသုံးပြီးတော့ထိန်းပေးမဲ့ယာဂျီဥတုအပြောင်းလဲတွေကိုလုပ်ပေးမဲ့ weather control တိမ်ပုံစံအတုတွေလည်းပါပါတယ်နောက်ပြီးရင် Jurassic ရုပ်ရှင်ထဲမှာပါနေတဲ့ပန်းခြံပုံစံမျိုးလေးတွေတောပုံစံမျိုးလေးတွေနဲ့ Jurassic Park theme park ပုံစံလေးတွေလည်းထည့်ဖို့အတွက်ဒီအစီအစဉ်ထဲမှာသူတို့တွေထည့်ထားတာဖြစ်ပါတယ်အဲ့ဒီလိုမျိုးစိတ်ကူးရင်ဆန်ပြီးတော့အိမ်မက်ကဘာလိုဖြစ်နေတဲ့ project ပေါင်း2000ကျော်တွေကိုသူတို့တခါတည်းလုပ်ဖို့အတွက်စီစဉ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒါတွေကစိတ်ကူးရင်ပြီးတော့ plan ဆွဲထားတဲ့အစီအမံရှိပါသေးတယ်ဒီအစီအစဉ်တွေကိုတကယ်လက်တွေ့မှာအကောင့်ထဲပေါ်တာကတော့တစ်ဖက်မှာစိတ်ကူးရင်တလောက်မလွယ်နေပါဘူးအိမ်တစ်လုံးဆောက်ဖို့အတွက်ပုံရမ်းတစ်ပုံချဆွဲရတာကလွယ်တယ်ဆိုပေမဲ့တစ်ဖက်မှာတကယ်လက်တွေ့မြေပြင်ပေါ်မှာအုတ်တစ်လုံးချင်းစီတန်တိုင်တစ်ချောင်းချင်းစီရေပိုက်ဆိုလဲတစ်ချောင်းချင်းစီဓာတ်တွေအကုန်လုံးကိုတစ်ခုချင်းစီလှုပ်ရတာကမှတော်တော်လက်ဝင်ပြီးတော့တကယ်လက်တွေ့ရတဲ့လို့ဖြစ်ပါတယ်လက်တွေ့မှာကကျွန်တော်စိတ်ကူးရင်တလောက်လွယ်မနေပါဘူးနီယိုရဲ့ပြဿနာကလည်းအဲ့ဒါပါပဲသူတို့စိတ်ကူးရင်ထားတာတွေကတော်တော်များနေပြီးတော့ဒါတွေကိုလက်တွေ့မှာအကောင့်ထဲပေါ်တဲ့နေရာမှာကုန်ကြမဲ့ငွေကြေးတွေနီးပညာခက်ခဲတွေအချိန်နဲ့လူရင်အားတွေဒါတွေကိုသူတို့သေချာလေးမတွက်ခဲ့ကြပါဘူးနီယိုဆိုတဲ့ဒီ project အောက်မှာအဓိကစီမံကိန်းတွေအများကြီးရှိပါတယ်ဒီထဲမှာအရေးကြီးဆုံးနဲ့လူသိအများဆုံးကတော့ဒလိုင်းပဲဖြစ်ပါတယ်တစ်ဖက်မှာထရိုဂျန်နာ project ကတော့တဲကန်နာလိုမျိုးတဲတွေတောင်တွေထူပြီးတော့အရန်ကိုပူတဲ့နေရာမျိုးမှာစောင်းရသည်လိုမျိုးစောင်းတွင်းလိုမျိုးနှင်းလျှောစီးနိုင်မှုအတွက်အပန်းဖြေစကန်တစ်ခုလုပ်ဖို့လည်းစီစဉ်ထားပါတယ်ပြီးတော့လို့ရှိရင်တစ်ဖက်မှာအစိမ့်မြစ်ထုတ်လုပ်ရေးတွေအစိမ့်မြစ်ပစ္စည်းပို့တာတွေနဲ့အစိမ့်မြစ်စိတ်ကဲလုပ်ငန်းတွေဒါတွေကိုအားလုံးပေါင်းထားတဲ့ Oxagon ဆိုတဲ့စက်မှုမြို့ပြစီမံကိန်းလည်းရှိပါတယ်ပြီးတော့လို့ရှိရင်ဇိမ်ခံခီးသွွားလုပ်ငန်းနဲ့ရွက်လေအကြီးစားခီးသွွားဧည့်သည်တွေကိုဆွဲဆောင်ဖို့အတွက်ဒါမျိုးလုပ်ဖို့အတွက်ရည်ရွယ်ထားတဲ့စင်ဒါလာကျွန်းပန်းဖြေစကန်ကလည်းရှိနေပါတယ်အဲ့ဒီစီမံကိန်းတွေအကုန်လုံးပေါင်းထားတာကိုဒါနီယုံလို့ခေါ်ပါတယ်ဒီထဲမှာတော့ခဏပြောတဲ့မိုးမြော်တိုက်ရင်တစ်ခုကိုအတန်းလိုက်အရှိကြီးစောက်ထားတယ်လို့မျိုးဖြစ်နေမယ်ဒလိုင်းကအကြီးဆုံးပဲဖြစ်ပါတယ်ဒါတွေအကုန်လုံးကိုလှုပ်ဖို့အတွက်စော်ဒီတွေကစိတ်ကူးရင်ထားတာပဲဖြစ်ပါတယ်ဒါတွေအကုန်လုံးစောက်လို့ပြီးသွားမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့စိတ်ကူးရင်အိမ်မက်ကဘာမြေတွေကိုလက်တွေ့စီကိုယူလာနိုင်တော့မှာပဲဖြစ်ပါတယ်ဒါပေမဲ့ပြဿနာကလက်တွေ့မှာတော့အဲ့လောက်စိတ်ကူးရင်ထားတယ်လို့မျိုးလွယ်မနေတာပဲဖြစ်ပါတယ်အပြင်မှာတကယ်လုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်စိတ်ကူးရင်ထားတဲ့အခြေအနေတွေကအများကြီးခွာခြားနေပါတယ်ဒီ project တွေကိုလက်တွေ့မှာတကယ်တမ်းအကောင့်ထဲပေါ်တော့ကဆိုလို့ရှိရင် engineer နဲ့ဝန်ထမ်းတွေဘက်မှာစိုးရိမ်နေရတဲ့ချက်တွေများရှိခဲ့ပါတယ်အဓိကကတော့သူတို့နေထိုင်ရတဲ့ပုံစံတွေဒီ project ကနေဖြစ်လာမဲ့သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့တက်ရောက်မှုတွေဘီတုကနဲ့ဆိုင်တဲ့အခက်ခဲတွေနောက်ဆုံးကုန်ကျစရိတ်နဲ့ဆိုင်တဲ့အခက်ခဲတွေပဲဖြစ်ပါတယ်အဓိကကတော့ကုန်ကျစရိတ်နဲ့ပတ်သက်ပြီးတော့သူတို့တွေမှန်းထားတာတက်ကိုများကြီးမြည်နေနိုင်တယ်ဆိုတာမျိုးပဲဖြစ်ပါတယ်လက်ရှိဒီအချိန်မှာဆိုလို့ရှိရင်လည်းဒလိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကြီးကိုလှုပ်ဖို့အတွက်မြေကြီးတွေအများကြီးတူးထုတ်ထားတာကိုဂျိုဒုဓာတ်ပုံတွေနဲ့တွေ့ရပါလိမ့်မယ်ဒီနေရာမှာသူတို့ကဘယ်လိုမှန်းထားခဲ့လဲဆိုလို့ရှိရင်အရှိ105မိုင်လောက်ထိရှိတဲ့မြို့ပြတစ်ခုဒလိုင်းတစ်ခုစောက်ဖို့အတွက်ရည်မှန်းထားတာဖြစ်ပြီးအဲ့ဒီထဲမှာယထာလန်းနဲ့ဝန်ဆောင်မှုစနစ်တွေပါထည့်ပေးဖို့အတွက်စီစဉ်ခဲ့တာဖြစ်ပါတယ်နောက်ပြီးအဲ့ဒီဒလိုင်းမှာအပန်းဖြေဇိမ်ခံတင်မိုးကြီးတွေပါဝင်ထွက်လုပ်လို့ရနိုင်တဲ့မာရီနာလို့ခေါ်တဲ့ဒီနေရာလေးမှာဆိုလို့ရှိရင်ဒါလေးကိုလှုပ်ဖို့အတွက်ပင်လေရေမျက်နှာပြင်အောက်ပေ150တိသူတို့တူးခဲ့ကြတာဖြစ်ပါတယ်။နောက်ပြီးအဲ့ဒီတူးထားတဲ့နေရာမှာပဲသူ့ရဲ့အောက်မှာနောက်ထပ်ပေ150လောက်ကွန်ကရစ်တိုင်တွေကိုဖောင်ဒေးရှင်းအနေနဲ့စိုက်ခဲ့တယ်ဆိုပြီးတော့အစီရင်ခံစာထဲမှာဖော်ပြထားပါတယ်။ဒါပေမဲ့အခုဆိုလို့ရှိရင်တော့ဒီ project တွေအကုန်လုံးကရက်နေပါတယ်။ဆက်ပြီးတော့မစောင့်နေကြပါဘူး။ဒီလိုအလုပ်မျိုးတွေကအပြင်ကနေကျွန်တော်တို့ရိုးရိုးတန်းတန်းကြည့်လိုက်မယ်ဆိုလို့ရှိရင်တာမန်မြေကြီးတွေတူးထုတ်နေတာပဲဆိုပြီးတော့မြင်ရနိုင်ပေမဲ့တကယ်တမ်းမှာ engineer တယောက်အနေနဲ့လက်တွေ့မှာလုပ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့မှာသူတို့စောင့်ရမယ်မြေသားတွေရဲ့တည်ငြိမ်မှုအနေအထားတွေပင်လေရေနဲ့ပတ်သက်နေတဲ့ဖိအားပြဿနာတွေကွန်ကရစ်တိုင်တွေရဲ့အလေးချိန်ဘလောက်ခံနိုင်လဲဆိုတဲ့တိုင်းတာမှုအချက်လက်တွေနဲ့ဒီစောက်လုပ်ရေးတွေလုပ်ဖို့အတွက်ပစ္စည်းပို့ရတဲ့အခက်အခဲတွေနဲ့တခြားအချိန်စရာတွေဒါတွေအကုန်လုံးကိုပါသေချာတွက်ရတဲ့စီမံကိန်းကြီးတစ်ခုဖြစ်လာပါတယ်အိမ်တအိမ်စောက်တဲ့အခါမှာအုံမြင့်ရိုက်တာမှားသွားမယ်ဆိုလို့ရှိရင်ဒီအိမ်တစ်လုံးစာပဲဆုံးရှုံးနိုင်တယ်ဆိုပေမဲ့တစ်ဖက်မှာဒီမှာကျတော့သူတို့ကမြို့တစ်မျိုးစာကိုတည်ပြီးတော့လုံနေတာမို့လို့
အုံမြစ်ကမှားသွားမယ်ဆိုလို့ရှိရင်ဘီလီယံနဲ့ချီတဲ့ငွေကြေးဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်အဲ့တော့ Saudi တွေကဒီအိမ်မက်ကဘာအကြောင်းစိတ်ကူးရင်တဲ့ထဲမှာဒီလိုမျိုးခက်ခဲတွေသူတို့မစင်စားမိခဲ့ပါဘူးလက်တွေ့လုပ်ကြည့်တဲ့အခါမှာဒါတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်2025နောက်ပိုင်းနဲ့2026ခုနှစ်အတွင်းထဲမှာထွက်လာတဲ့သတင်းတွေနဲ့အချက်အလက်တွေအတိုင်းဆိုလို့ရှိရင်နီယွန်ရဲ့ project တွေတည်းကဒီဒလိုင်းပါဝင်တခြားစီမံကိန်းတွေတော်တော်များများတွေမှာစောက်လုပ်ရေးလုပ်ငန်းတွေအများကြီးနှီးသွားခဲ့ပြီးတော့စာချုပ်တချို့ဆိုလို့ရှိရင်ဖျက်သိမ်းလိုက်တာမျိုးဒါမှမဟုတ်လုံးဝရပ်တန့်ခဲ့ရတာမျိုးဖြစ်လာပါတယ်ဒါနဲ့ပတ်သက်ပြီးတော့နီယွန်ဘက်ကဘာပြောထားလဲဆိုလို့ရှိရင်ဒါကသူတို့စီမံကိန်းကိုဖျက်သိမ်းလိုက်တာမဟုတ်ပါဘူးသူတို့ရဲ့ဦးစားပေးတဲ့လမ်းကြောင်းကိုပြောင်းလိုက်တာဖြစ်ပါတယ်ဆိုပြီးတော့ဖော်ပြထားပါတယ်ဒါပေမဲ့တစ်ဖက်မှာပြင်ကလူတွေပြောတာကတော့ဒီ project တွေဖျက်သိမ်းလိုက်ရပြီဆိုတာမျိုးပြောနေတာဖြစ်ပါတယ်အဲ့တော့ဒီနှစ်ဖက်ကြားမှာပြောတာတွေကမတူနေတာမို့လို့အမြင်တွေကနည်းနည်းလေးကွာခြားနိုင်ပါတယ်ဗျအဲ့တော့ဒီနေရာမှာမေးစရာဖြစ်လာတာကစီမံကိန်းတွေရဲ့ project အရွယ်အစားတွေကိုသူတို့ရှော့ချလိုက်ပြီဆိုတော့ Neon project တွေကအခုချိန်မှာကြာရှုံးသွားပြီလားဒါမှမဟုတ်သူတို့တွေကငွေကြေးနဲ့ပတ်သက်တဲ့ခက်ခဲတွေပေးရမယ့်အချိန်တွေနဲ့ပတ်သက်တဲ့ခက်ခဲတွေဒါတွေကြောင့်မို့လို့နည်းနည်းပြန်ပြီးညှိနေရတဲ့ပိုင်းတွေကြောင့်နည်းနည်းနှောက်နှေးသွားတာမျိုးလားဆိုတာနဲ့ပတ်သက်ပြီးမေးစရာဖြစ်နေပါတယ်ဘလို့တွေပဲပြောနေကြပါစေသိကြတာတခုကတော့အခုချိန်မှာ Neon project တွေကအရင်တော့ကသူတို့အိမ်မက်မက်ခဲ့တယ်လို့မျိုးကတိတွေပေးခဲ့တယ်လို့မျိုးဖြစ်မနေဘူးဆိုတာတော့သိကြနေပါတယ်ထရိုဂျာနာဘက်ကိုကြေးလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့တောင်ကြားမှာလူလောက်ထားတဲ့ကန်ကြီးတစ်ခုလိုမျိုးဖန်တီးဖို့အတွက်မြေကြီးတွေအများကြီးတူးထားတာကိုတွေ့ရပါလိမ့်မယ်ဒီနေရာမှာသူတို့ကဆယ်လိုမျိုးကန်အကြီးတစ်ခုလုပ်ဖို့အတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်ပြီးတော့အဲ့ဒီကန်ရဲ့အောက်မှာဆိုလို့ရှိရင်လေမြန်မာလိုမျိုးဘာသာပြန်လိုက်မယ်ဆိုရင်စိတ်ကူးရင်နဲ့မော်ဆန်တစ်တော်ဆိုပြီးအဓိပ္ပာယ်ရတဲ့ enhanced forest ကိုလည်းရေကန်ရဲ့အောက်မှာသူတို့လုပ်ဖို့အတွက်စီစဉ်ခဲ့ပါတယ်ဒီနေရာမှာအပင်နဲ့တစ်တော်တွေပါတဲ့အလှဒီဇိုင်းတွေလုပ်ဖို့အတွက်ကိုလည်းသူတို့စီမံကိန်းမှာထည့်ပြီးတော့စီစဉ်ခဲ့တာဖြစ်ပါတယ်ဒါတွေအကောင်လုံးကအခုချိန်မှာစောက်လုပ်ပြီးနေတဲ့ project တွေမဟုတ်ပါဘူးအခုချိန်မှာသူတို့ကဒါတွေအကောင်လုံးကိုဒီတိုင်းတန်လန်ကြီးပစ်ထားပါတယ်ကန်ရဲ့ဟိုဘက်မှာဆိုလို့ရှိရင်လေကွန်ကရစ်နဲ့တန်မဏိတွေအများကြီးကိုဆယ်တစ်ခုလိုမျိုးစောက်ဖို့အတွက်လုပ်ငန်းတွေလုပ်နေခဲ့တာကိုလည်းတွေ့ရပါလိမ့်မယ်ပြီးတော့ထရိုဂျာနာမှာစောင်းရစီနှင်းလျှောစီးနိုင်မှုအတွက်သူတို့ UAV လုပ်နေတဲ့ Sky Village ကိုလည်းကြည့်လိုက်မယ်ဆိုလို့ရှိရင်စောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာအလုပ်သမားတွေကိုစောက်လုပ်ရေးလုပ်ငန်းတွေကိုရပ်ဆိုင်းထားပြီးတော့လုပ်ငန်းခွင်ကနေပြန်ပြီးရွှေ့ပြောင်းဖို့အတွက်ညွှန်ကြားမှုတွေရှိခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့စီမံကိန်းတစ်ခုလုံးကဘယ်အဆင့်အထိဆက်သွားမလဲဘယ်အစိတ်ပိုင်းတွေကိုပြန်ပြီးတော့ဒီဇိုင်းဆွဲမလဲဆိုတာနဲ့ပတ်သက်ပြီးတော့အပြင်ကနေကျွန်တော်တို့ပြည့်စုံမသိနေရပါဘူး။အမှလုပ်ခဲ့တဲ့လုပ်သမားတွေဘာပြောလဲဆိုလို့ရှိရင်စောက်လုပ်ရေးတဲ့အကုန်ရက်သွားလို့ငါတို့တွေကပြန်ကြပြီဆိုတာမျိုးပြောနေကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာတာဝန်ရှိတဲ့ဆော်ဒီမင်းသားမိုဟာမက်ဘင်ဆာမန်ကဘာမှထုတ်မပြောရကြတာမလို့အခုလိုတဲကန်နာထဲမှာစောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာစက်တန်တွေတိတ်သွားတာကအရာအလုံးဆုံးသက်သွားပြီလို့လည်းအတိတ်ပဲကောက်လို့မရပါဘူး။ဒါပေမဲ့သိကြတာတစ်ခုကတော့သူတို့တွေအရင်ကနဲ့မတူတဲ့ပြောင်းလဲမှုတွေလုပ်နေတယ်ဆိုတာတော့သိကြပါတယ်။ပြီးတော့စင်ဒါလာကျွန်းဘက်မှာဆိုလို့ရှိရင်လည်းဇိမ်ကန်ခီးသွားလုပ်ငန်းအတွက်သူတို့ရွေပြီးလုပ်နေတဲ့အဆောက်အုံတွေကွန်ကရစ်တွေအများကြီးတွေ့ရပါလိမ့်မယ်။ဒီမှာဆိုလို့ရှိရင်လည်းရွက်လေစိတ်ကန်းနေတဲ့ဇိမ်ပြေပန်းပြေဝန်ဆောင်မှုတွေလုပ်ဖို့အတွက်ရွေခဲ့တာဖြစ်ပါတယ်။ဂျူဒူဓာတ်ပုံတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တစ်ချိန်လုံးကစိမ့်လန်းခဲ့တဲ့ဒီကျွန်းလေးကအခုချိန်မှာတော့နေရာအနှံ့မှာစောက်လုပ်ရေးလုပ်ငန်းတွေမပြီးစီးသေးတဲ့စောက်လုပ်ရေးလုပ်ငန်းတွေကွန်ကရစ်တွေနဲ့ပြည့်နေပြီးတော့မြက်ခင်းစိမ်းနေဆိုလို့ရှိရင်လည်းတော်တော်များများပျောက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ဒီနေရာမှာလူတွေသတိမထားမိတဲ့နောက်ထပ်တစ်ချက်ကလည်းရှိနေပါတယ်။ Neon project မှာစောက်လုပ်ရေးလုပ်ငန်းတွေအများကြီးရက်တက်နေရတဲ့အဓိကခက်ခဲရဒီစောက်လုပ်ရေးနဲ့ဆိုင်တဲ့ပြဿနာတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။တစ်ဖက်မှာသူတို့စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်ပိုင်းနဲ့ဆိုင်တဲ့ဆုံးဖြတ်ချက်ပြဿနာတွေလည်းရှိနေပါတယ်။အဓိကကတော့ဒီ project အတွက်ပတ်စံထုတ်ပေးနေရတဲ့လူရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်တွေကိုချနေတဲ့လူနဲ့စီမံကိန်းတို့တကယ်လက်တွေ့မှာလုပ်နေရတဲ့လူတွေသူတို့တွေတယောက်နဲ့တယောက်ချိန်ညှိရခက်တဲ့ပြဿနာတွေလည်းရှိနေပါတယ်။ Neon project မှာကဆော်ဒီရဲ့မင်းသားမိုဟာမက်ဘင်ဆာမန်ကဥက္ကဋ္ဌတယောက်ဖြစ်ပါတယ်။ပြီးတော့ဒီ project ကိုအဓိကပတ်စံထောက်ပံ့ပေးနေတဲ့ Public Investment Fund PIF ရဲ့ဥက္ကဋ္ဌလည်းဖြစ်နေပါတယ်။ဒီမင်းသားကဆော်ဒီနိုင်ငံရဲ့အဓိကဆုံးဖြတ်ချက်တွေကိုချနေတဲ့ပါဝါကြီးတဲ့လူတယောက်ဖြစ်တာမို့လို့တစ်ဖက်မှာ Neon ရဲ့မူဝါဒတွေနဲ့ရန်ပုံငွေဆုံးဖြတ်ချက်တွေမှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုတွေအများကြီးရှိနေပါတယ်။ဒီလိုအခြေအနေမျိုးတွေမှာသူဆုံးဖြတ်လိုက်တဲ့ဆုံးဖြတ်ချက်တစ်ခုကိုအကောင့်ထဲပေါ်တဲ့နေရာမှာအများကြီးမြန်နေတဲ့အားသာချက်တွေရှိတယ်ဆိုပေမဲ့လည်းတစ်ဖက်မှာသူ့ရဲ့ဒီအစီအစဉ်တွေကဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့မတုံ့တက်နိုင်တဲ့မတုံ့တက်ရဲတဲ့အားနည်းချက်တွေလည်းရှိနေပါတယ်။ဥပမာဗျာထရိုဂျာနာစီမံကိန်းရဲ့2023ခုနှစ်တုန်းကဘုတ်အဖွဲ့ရဲ့တင်ပြချက်တစ်ခုမှာဒီစီမံကိန်းကြီးရဲ့ကုန်ကျစရိတ်တွေကအမေရိကန်ဒေါ်လာ39ဘီလီယံထိမြင့်တက်လာခဲ့တယ်ဆိုပြီးဖော်ပြထားပါတယ်။အဲ့ဒီမှာပြဿနာက
ဆိုဒီမင်းသားမိုဟာမက်ဘင်ဆာမန်က project တွေဘလောက်ပဲကုန်ကြနေပါစေအမြတ်ထွက်နေတာကိုပဲသူကမြင်နေတာပါအဲ့တော့ဒီလိုကုန်ကြစရိတ်တွေမြည်နေတဲ့အခါမှာစီမံကိန်းကအမြတ်ထွက်နေတယ်ဆိုတာကိုပြဖို့အတွက်ဝင်ငွေတွေကိုလည်းမြင့်တင်မှုဖိအားတွေတက်လာပါတယ်ဖိအားတွေဘလောက်တောင်တက်လာလဲဆိုလို့ရှိရင်ဒီစိန်ခံတဲခုခန်းတွေရဲ့တညတဲခုကစရိတ်ကအရင်တော့ဆိုလို့ရှိရင်အမေရိကန်ဒေါ်လာ$216ရှိနေတာကနေ$904အထိပြောင်းပြီးတော့တက်လာခဲ့ပါတယ်ဒါတွေကသူတို့မှာဘတ်ဂျက်နဲ့ပတ်သက်ပြီးတော့ဖိအားတွေပြည့်နေတယ်ဆိုတာကိုပြနေတာပဲဖြစ်ပါတယ်ဒါတွေကနီယွန်ရဲ့ Trojana ဆိုတဲ့ project တစ်ခုစာရဲ့ကုန်ကျစရိတ်လေးပဲရှိပါတယ်တကယ်လို့ Neon project တစ်ခုလုံးရဲ့ကုန်ကျစရိတ်တွေကိုကျွန်တော်တို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်အရင်တော့ဒီ project တွေအကုန်လုံးပြီးစီးဖို့အတွက်ကအမေရိကန်ဒေါ်လာ900ဘီလီယံကုန်မယ်ဆိုပြီးခန့်မှန်းထားပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ Wall Street Journal ကနေတွေ့ခဲ့တဲ့ board အဖွဲ့ရဲ့တင်ပြချက်တစ်ခုမှာတကယ်လို့2080ခုနှစ်မှာ Neon project တွေအကုန်လုံးပြီးစီးသွားမယ်ဆိုလို့ရှိရင်အဲ့ဒီမှာကုန်ကျစရိတ်စုစုပေါင်းတွေအကုန်လုံးကအမေရိကန်ဒေါ်လာ8.8 trillion ဒေါ်လာအထိရှိလာမယ်ဆိုပြီးပြထားပါတယ်ဒီ8.8 trillion ဆိုတာကရုတ်တရက်ကြားလိုက်မယ်ဆိုလို့ရှိရင်အရင်ကြီးများတယ်မထင်ရဘူးဆိုပေမဲ့ဒါက Saudi တနိုင်ငံလုံးရဲ့တစ်နှစ်စာ budget တွေထက်25ဆတောင်ပိုပြီးများနေတဲ့ပမာဏပဲဖြစ်ပါတယ်အဲ့တော့ဘာနဲ့တူနေလဲဆိုလို့ရှိရင်လူတစ်ယောက်ကသူ့ရဲ့တစ်နှစ်စာအသုံးစရိတ်ထက်25ဆပိုများနေတဲ့အိမ်တစ်လုံးကိုစောက်ဖို့အတွက်လုပ်နေတဲ့ပုံစံနဲ့တူတူပဲဖြစ်ပါတယ်အခုလက်ရှိမှာတော့ Neon ကကုန်ကျစရိတ်အများဆုံးဖြစ်နေတဲ့တလိုင်းကိုခဏလောက်နားပြီးတော့ Oxygon ဘက်ချမ်းမှာသူတို့အာရုံစိုက်နေပါတယ်ဒီ Oxygon မှာဆိုလို့ရှိရင်တင်မိုးစိတ်တွေနဲ့အစိမ့်မြေကုန်ပစ္စည်းတွေတင်သွင်းတာတွေတင်ပို့တာတွေနဲ့စိတ်ကန်းရဲ့နီးပညာမြေအခြေခံစီမံကိန်းတွေကိုဦးစားပေးဖို့စူးစမ်းလုပ်နေတာပဲဖြစ်ပါတယ်ပြီးတော့လို့ရှိရင်ဒီနေရာမှာသူတို့က data center တွေနဲ့ပြည်တွင်းပြည်ပကရင်းနှီးမြှုပ်နှံသူတွေနဲ့အလုပ်လုပ်မှာပဲဖြစ်ပါတယ်အဓိကတော့ Neon မှာရှိနေတဲ့ project တွေအကုန်လုံးကိုတခါတည်းစတာကသူတို့အတွက်ကုန်ကျစရိတ်တွေရမ်းများနေပါတယ်ဒါကြောင့်မလို့ပဲဒီ Oxygon လေးကိုပဲရုံဆုံးပြီးအောင်လုပ်လိုက်မယ်အဲ့ကနေပတ်စံတွေရုံဆုံးရှာမှာဖြစ်ပါတယ်ဒီပုံစံနဲ့ဒီနီးလန်းတွေကသူတို့အတွက်ရေရှည်မှာစီးပွားရေးတွက်ချေပိုကိုက်နိုင်တယ်ဆိုပေမဲ့ Neon ရဲ့ Line project တွေသူတို့တွေစခဲ့တော့ကလိုမျိုးကြီးညာတော့ကလူတွေကိုစိတ်လှုပ်ရှားမှုတွေအများကြီးပေးမနေနိုင်တော့တာတော့သိကြနေပါတယ်။ Neon ရဲ့လက်ရှိဖြစ်နေတဲ့အခြေအနေကဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင်ဒီ project ကိုဦးဆောင်နေတဲ့မင်းသားမိုဟာမက်ဘင်ဆာမန်ကသူ့ရဲ့စိတ်ကူးရင်နိုင်စွမ်းတွေရည်မှန်းချက်တွေကအရန်ကိုကြီးနေပြီးတော့ဒါတွေကိုလက်တွေ့အကောင့်ထဲပို့ပေးနေရတဲ့အောက်ကလူတွေကဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာတွေကိုမပြောရဲဘဲနဲ့စကလုံးလှလှလေးတွေနဲ့ပို့ပြီးကောင်းတဲ့ပုံစံလေးတွေနဲ့အမြဲတမ်းမဖြစ်ဖြစ်အောင်လုပ်နေရတဲ့ပုံစံလေးပဲဖြစ်ပါတယ်။ခေါင်းဆောင်ဆော်ဒီမင်းသားရဲ့ရည်မှန်းချက်တွေကမဖြစ်နိုင်ဘူးမှားနေတယ်ဆိုတာကိုအောက်ကလူတွေကလည်းသိနေပါတယ်။ဒါပေမဲ့သူတို့ကဒါကိုမသိချင်အောင်ဆောင်ပြီးတော့မှားနေတယ်ဆိုတာကိုလည်းဝန်မခံဘဲနဲ့ရှေ့ဆက်သွားနေတာပဲဖြစ်ပါတယ်။ဒါကတော့ dance of mutual delusion လို့ခေါ်တဲ့တယောက်နဲ့တယောက်မှားနေတာကိုလည်းသိတယ်။ဒါပေမဲ့ဒါကိုမသိချင်အောင်ဆောင်ပြီးတော့မဖြစ်နိုင်တာကိုရှေ့ဆက်သွားနေတဲ့အခြေအနေတစ်ခုပဲဖြစ်ပါတယ်။မဖြစ်နိုင်ဘူးဆိုတဲ့ဒီခါးသီးနေတဲ့အမှန်တရားကိုသူတို့တွေကလက်မခံနိုင်ကြပါဘူး။အရန်ကိုရည်မှန်းချက်တွေကြီးနေတဲ့မင်းသားမိုဟာမက်ရဲ့အိမ်မက်တွေကမဖြစ်နိုင်ဘူးဆိုတာကိုအောက်ကလူတွေကမပြောနေကြပါဘူး။ဟုတ်ကဲ့အခုဆိုလို့ရှိရင်လူသားတွေရဲ့နေထိုင်တဲ့ပုံစံကိုပြောင်းလဲပြည့်မယ်ဆိုပြီးကြွေးကြော်ခဲ့တဲ့ Saudi Arabia ရဲ့ Neon project ကြီးကဘာတွေဖြစ်နေလဲဘယ်လိုအခက်ခဲတွေနဲ့ရင်ဆိုင်နေရလဲဆိုတာကိုအားလုံးလဲပွပွလင်းလင်းသိတော်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီညအတွက် Midnight Wisdom ကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာဒီညရဲ့စီစဉ်ကိုစိတ်ဝင်စားနဲ့တေချာလေးနားထောင်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာမနေ့ပြန်တည့်ရချိန်မှာလဲကျွန်တော်တို့တွေနောက်ထပ် Midnight Wisdom တစ်ခုနဲ့ထပ်ပြီးဆုံကြရအောင်အားလုံးပဲကောင်းသောညလေးပိုင်ဆိုင်ကြပါစေခင်ဗျာနောက်ပြီးတော့အခုလိုမျိုးဗီဒီယိုလုပ်တဲ့အခါမှာကောင်းနေပြီးသားအကြောင်းအရာတစ်ခုဇာတ်တို့နဲ့ပို့ပြီးကောင်းလာဖို့အတွက်ရပြီးတော့ကိုပြောတဲ့အချက်လက်တစ်ခုဟာမှန်မှန်ကန်ကန်နဲ့ဖြစ်နေဖို့အတွက်အချက်လက်တွေစစ်ဆေးတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော် AI ရဲ့အကူအညီကိုများကြီးယူထားရပါတယ်လက်ရှိမှာကျွန်တော် AI ကိုဘယ်လိုအသုံးချနေလဲလက်တွေ့ကျကျဘယ်လိုမျိုးအသုံးချနေလဲဆိုတာနဲ့ပတ်သက်ပြီးတော့အထူးသဖြင့် Gemini AI ကိုလက်တွေ့ဘဝမှာအကောင်းဆုံးဘယ်လိုအသုံးချရမလဲဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်အခမဲ့ပညာဒါနမျှဝေမှုလေးတခုလုပ်ဖို့ရှိပါတယ် AI ကိုအသုံးချပြီးတော့ online ကနေပတ်စံရှာတာတွေတလားဘလောက်ရတာတွေဒါတွေတခုမှမဟုတ်ပါဘူးလက်တွေ့ဘဝမှာပဲကျွန်တော်တို့လက်တွေ့ကျကျဘယ်လိုမျိုးအသုံးချရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ Google ကနေအခမဲ့ပေးထားတဲ့ free အခမဲ့ version Gemini ကိုပဲအသုံးချပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုးအကျိုးရှိရှိနဲ့အသုံးချရမလဲဆိုတာကိုမျှဝေပေးမှာဖြစ်ပါတယ်အဲ့တော့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်အောက်မှာ link ချပေးထားပါတယ်မကြခင်မှာအခမဲ့ပညာဒါနမျှဝေမှုလေးစဖို့ရှိပါတယ်ဒီညအတွက် Midnight Wisdom ကတော့ဒီလောက်ပါပဲအားလုံးပဲစိတ်အေးချမ်းသာစွာနဲ့အိမ်မက်လှလှမှန်းနိုင်ကြပါစေခင်ဗျာ